သွေးတိုးယောဂရဲ့အထင်များဆုံးလက္ခဏာကဘာလဲအဖြစ်မှန်ကတော့ဇက်ကြော်တက်ခြင်းသွေးတိုးတာဟာတိတ်ဆိတ်တဲ့လူသက်သမားလို့ခေါ်ကြပြီးဇက်ကြော်တက်တာခေါင်းမူတာတွေကအဓိကသတိပေးချက်တွေပါအသေးချမ်းမရေးတို့အစိုးဆုံးအရာကဘာလဲအဖြစ်မှန်ကတော့အရက်တောက်ခြင်းအရက်အလွန်အကျွံတောက်ခြင်းကအသေးဆဲတွေကိုပျက်စီးစေပြီးအသေးချုပ်ယောဂါကိုဖြစ်စေပါတယ်သွေးထဲမှာတကြားဓာတ်များလွန်းရင်ဘယ်လိုယောဂဖြစ်မလဲအဖြစ်မှန်ကတော့စီးကြိုယောဂါစီးကြိုယောဂါဟာခန္ဓာကိုယ်ကအင်ဆူလင်ဓာတ်ကိုကောင်းကောင်းအသုံးမချနိုင်တော့တဲ့အခါဖြစ်ပေါ်လာတာပါအဆုတ်ချမ်းမာရေးကိုအပြင်းထန်ဆုံးဖျက်ဆီးတဲ့အရာကဘာလဲအဖြစ်မှန်ကတော့ဆေးလိပ်တောက်ခြင်းဆေးလိပ်ငွေ့မှာပါတဲ့ဓာတုပစ္စည်းတွေကအဆုတ်ကင်ဆာနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေကိုဖြစ်စေပါတယ်ကိုယ်ခန္ဓာကအဆိပ်အတောက်တွေကိုဘေးအင်္ဂါကစစ်ထုတ်ပေးတယ်လေအဖြစ်မှန်ကတော့ကြောက်ကတ်ဟာသွေးထဲကအညစ်အကြေးတွေကိုစီးအဖြစ်စစ်ထုတ်ပေးပြီးခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုထိန်းညှိပေးပါတယ်သွေးအားနည်းယောဂဖြစ်ရင်ဘယ်လိုလက္ခဏာပြတယ်လဲအဖေမှန်ကတော့မူးဝေနှုံးချခြင်းသွေးအားနည်းတဲ့အခါခန္ဓာကိုယ်ဆဲတွေစီအောက်ဆီဂျင်ရောက်ရှိမှုနည်းသွားလို့အမြဲနှုံးနေတတ်ပါတယ်အဖေမှန်ကတော့ကိုယ်လေးချိန်များခြင်းကိုယ်လေးချိန်များလွန်ရင်အယိုးအစစ်တွေအပေါ်ဝင်ပြီးစေပြီးရောင်ရမ်းနာခြင်းမှုကိုဖြစ်စေပါတယ်ဝမ်းလျှော့တဲ့အခါခန္ဓာကိုယ်ရေဓာတ်မခံကြောက်အောင်ဘာတောက်မလဲမှန်တော့ဓာတ်စာရည်ဝမ်းလျှော့တဲ့အခါခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်နဲ့သတ္တုဓာတ်တွေကိုဓာတ်စာရည်ကအမြန်ဆုံးဖြည့်တင်းပေးပါတယ်နှလုံးကျန်းမာရေးအတွက်ဘယ်အရာကိုအထူးလျှော့စားတင်တယ်လဲအပြေးမှန်ကတော့စေကြောမှုများပြေဝစီတွေဟာသွေးကြောနိုင်ရန်တွေမှာအစီပိတ်စေပြီးနှလုံးရောဂါဖြစ်ပွားမှုကိုမြင့်တက်စေပါတယ်မနက်ခင်းခေါင်းကိုက်ရခြင်းရဲ့အဓိကအကြောင်းရင်းကဘာလဲအပြေးမှန်ကတော့အေးရေးပြစ်ခြင်းအေးရေးမလုံလောက်ခြင်းကဦးနှောက်ဆဲတွေကိုပင်ပန်းစေပြီးသွေးကြောတွေကိုတင်းမာစေလို့ခေါင်းကိုက်စေပါ